ငယ်တစ်ဖြစ်ပါတယ်ကျမ်းစာအုပ်ပါကြပါသလားကျမ်းစာအုပ်ပါတယ်ဆိုရင်တော့အတူတကွဖတ်ရအောင်ကျမကနေလည်းဖတ်မှာဖြစ်ပါတယ်စာမျက်နှာ950ဖြစ်ပါတယ်ဇာခရစ်အခန်းကြီး30အငယ်1ဖြစ်တယ်နောက်မိုးရွာရာကာလတွင်မိုးရွာစေပြီးအကြောင်းထာဝရဘုရားထံတော်၌ဆုတောင်းကြလော့ထာဝရဘုရားသည်လက်စစ်ကိုပြင်ဆင်၍များစွာမိုးရွာစေသဖြင့်ခတ်သိမ်းသောလူတို့အဖို့လေပြင်၌အပြင်ပေါက်စေတော်မူ၏ယေရှုတော်ချီးမွမ်းရအောင်ဒါရှင်ဒီနေ့ကိုတော့ပေးတဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်ဒီကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကောင်းချီးဖြစ်စေပါနားလေပြီးတော့ဝိညာဉ်ဉာဏ်မျက်စိပွင့်ဖို့အတွက်ဖြစ်စေပါမည်အကြောင်းဆုတောင်းတဲ့အခါမှာသခင်ယေရှုခရစ်တော်၏နာမကိုအမိပြုလက်ဆုတောင်းပါ၏